ဒီတချင်းလေးရဲ့နာမည်ဟာဒိုင်ယာကြီးတဲ့ဒီတချင်းလေးကိုသူနားထောင်နေရဆိုရင်သူ့ကိုဘလောက်ချစ်ခဲ့လဲဆိုတာဒီတချင်းလေးနဲ့ပြောပြသွားခြင်းနဲ့9:15 online message ဖြစ်လာတဲ့အကြောင်းရင်းလေးဟာသူ့ကြောင့်ဖြစ်လာခဲ့တာကျွန်တော်တို့ရမ်းချစ်ခဲ့ပါတယ်ဗျာကျွန်တော်နှစ်ယောက်ကြာမှာအတ္တတွေမာနတွေထားနေလို့ခုချိန်ဒီဝေးနေရတာဗျာသူလည်းကျွန်တော်ကိုချစ်မယ်လို့ထင်ပါတယ်နားဆင်ပြီနော်မေတ္တာငဲနေတဲ့လူငယ်တယောက်ဟာသူ့ဘဝမှာတခြင်းတွေကိုပဲအဖော်ပြ၍လာတာခင်တော်မဲ့သူမရှိလို့အချစ်ဆိုတဲ့အရာဝေးကြီးတန်ရောစဉ်ဆိုတာမျိုးဟာသူ့ဘဝမှာတိတ်မရှိခွေလေးတွေပဲချစ်တတ်တယ်လိပ်ပြပန်းကင်းကြီးရဲ့လည်းပျော်မြူးနေချိန်မှာဘွားရဲ့အနှောက်ရှစ်တွေနဲ့ရင်မောင်တမ်းမိတယ်ဒီလိုနဲ့ထုတ်တန်းဖို့ကိုကျိုးလေးတစ်ချောင်းကရုပ်ရည်ရောက်လာသူ့ဘွားရဲ့နောက်ဆုံးချိန်မှာခက်ငယ်ငယ်လူတိတ်ရောက်တာရောက်လာမေပြောတဲ့ပုံမြင်လေးတွေကနှက်တမီပဲလားသူ့ဘွားရဲ့အသက်တခံသူ့ဘွားတွေအရေးကြီးဆုံးနဲ့လားအခုချိန်သူပြန်လာမယ်ဆိုအရင်တရားကိုပြေးကြည့်အောင်ပါတဲ့ဒီလိုနဲ့တန်ရောစိတ်တွေတဖြည်းဖြည်းနဲ့ရက်ပတ်လို့လာတယ်ဖုန်းတွေညာနဲ့ထိပြောအိမ်ကအမေတွေစူတဲ့ထိသူဘလောက်ချစ်ခဲ့လဲဆိုတာတက်ဆိုင်သူပဲတည်မယ်သူ့ဘွားရဲ့ဘယ်ပဲရင်ဘတ်မှာအခုချိန်ထိသူပဲရှိတယ်မိုးရရောင်အင်းကြီးလေးတွေကြိုက်တတ်တာသူပဲတည်တယ်အဆက်တွေမစားရတဲ့သူကော်ဖီနှစ်ထုပ်တစ်ထုပ်ပေါင်းပြီးမှတောက်တတ်တဲ့သူစီးစာကိုချစ်တတ်တဲ့သူချင်းတွင်းကိုချစ်တတ်တဲ့သူဘောင်းဝီချစ်တစ်ခေါက်ခေါက်ပြီးမှဝက်တတ်တဲ့သူခတ်ထော်ထော်နှခမ်းလေးနဲ့သူဟာမချစ်တတ်တဲ့သူရုတ်တရက်ခွဲခွာခြင်းရဲ့အစမှာတူဘတလန်တွေတူကအဝေးကိုထွက်ခွာကြံခဲ့သူရဲ့အဖို့မြေရည်ဆိုင်နဲ့သူဘလောက်ချစ်ကြောင်းအနမ်းတပွင့်နဲ့တက်တေပြလေရဲ့ဒီလိုနဲ့ချင်းတွင်းနဲ့တူကိုစွန့်ခွာသွားလေတယ်မရရီကြာရှည်မင်းငယ်မြုပ်ငယ်လေးဟာ6ကက်တွားပြီးကြာလေစစ်တွေတွေမရတစ်ချက်ရတစ်ချက်နဲ့နီးစပ်ဖို့တူဟာရန်ကုန်မြို့ကိုစတစ်ခဲ့အဲ့မှာပြဿနာကတူလုံးနှစ်ယောက်စဖြစ်တဲ့ဒီဇင်ဘာ29တူဘဝရဲ့အဆုံးသက်သိတူလဲတူဘဝအတွက်တူတုံးတက်လိမ့်မယ်သူကြိုက်တဲ့လက်ကောက်ကလေးကိုလှုပ်ဖို့စူဆောင်းငွေတချို့နဲ့အရက်တေတောက်အမှန်နဲ့လမ်းမပေါ်မှာမူပြီးအိတ်တဲ့ဒီလိုနဲ့တူရာနဲ့တေများစွာကြာဒီရာပေါ်ဖက်တွေထားတာလားတွေများစွာကြာပြန်လာဖို့တောင်းဆိုထားတာရုပ်တည်းရဲ့2 profile မှာပုံတပုံချောင်းတာသူဝိညာဉ်ဟာခုလိုကျွတ်လို့သွားရတာ